ဆိုတော့ထွက်ထားတာတနည်းကြော်နေပြီဈေးကွက်ထဲမှာလည်းကျွန်တော် second hand တွေပဲရနေတယ်မလို့ချင်ဘူး brand new parking နဲ့ရပဲလိုချင်တယ်ဆိုရင်ဒီလိုဆိုရင်တော့ကျွန်တော် A1 mobile မှာ install ရနေသေးတယ် Tecno ရဲ့ special line ရဖြစ်တဲ့ Camo series တွေက Camo 40နဲ့ Camo 40 Pro ပဲဖြစ်ပါတယ်ဆိုတော့ဒီ series ကဘာတွေကောင်းတာလဲ Camo series က camera resolution power efficiency နဲ့သူဈေးတန်းမှာ performance တကယ်ကိုကောင်းတယ် flagship ဆန်နဲ့ design ပိုင်းကို premium ဆန်အောင်ဖန်တီးတယ်ဈေးနှုန်းအရန်တက်တာတယ်ဆိုပြီးတော့နာမည်ကြီးတယ်40 Pro မှာဆိုလို့ရှိရင်15 megapixel OIS နဲ့8 megapixel ultra wide ကိုအသုံးပေးထားတယ် selfie camera မှာဆိုလို့ရှိရင်15 megapixel ကိုအသုံးပေးထားတယ် Camo 40 မှာလည်း main camera 15 megapixel OIS ကိုပဲအသုံးပေးထားတယ်8 megapixel ultra wide နဲ့ selfie camera မှာဆိုရင်တော့32 megapixel ဖြစ်သွားမယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတာသူ့မှာပါတဲ့ဒီ AI button လေးပေါ့နော် AI feature တွေလည်းတော်တော်လေးစုံလာတာကိုတွေ့ရတယ် CPU performance ကနှစ်မျိုးလုံးမှာ MediaTek Helio G1 အတွက် ultimate တူပဲ speaker နဲ့ sound quality လား Dolby Atmos နဲ့ collaboration လုပ်ထားတယ် display က 120Hz AMOLED dual cap ကိုမှရုပ်ရှင်ကြည့်မှာလား game ဆော့မှာလား okay နေလိမ့်မယ် screen ပိုင်းမှာတော့ကွာခြားချက်တွေရှိရယ် Camo 40 Pro မှာက cut screen ဖြစ်သွားမယ် design နဲ့လာတယ် Camo 40 မှာက flat screen နဲ့ဖြစ်ပြီးတော့ bezel တော်တော်ပါတယ် body ratio လည်းအရန်လာတယ် Camo 40 မှာက IP66 dust and water resistant ပါတယ် Camo 40 Pro မှာတော့ IP68 69 dust and water resistant ပါတယ်ဘက်ထရီမှာက 5200 mAh ကိုမှ 45W fast charging အကုန်လုံးတူတူပဲ software update တွေလည်းအချိန်ကြာကြာ support ပေးနေအောင်မယ်ဆိုတော့မိတ်ဆွေက screen cap ကိုကြိုက်တယ်ဆိုရင်တော့ Camo 40 Pro ကိုဝယ်မှန်ဖုံးတာကိုမကြိုက်ဘူး flat screen ကိုမှကြိုက်တယ်ဆိုရင်တော့ Camo 40 ကိုဝယ်ကွာခြားချက်ကတော့ screen နဲ့32 megapixel selfie IP rate တင်မယ်ဆိုတော့ကျွန်တော် A1 mobile မှာ Camo 40 Camo 40 Pro နှစ်မျိုးစလုံးကို install ရှိပါတယ်ဆိုင်မှာလည်း display ကင်းပြထားလို့ကိုယ်တိုင်လာရောက်စမ်းသပ်နိုင်ပါတယ်နောက်ပြီးဖုန်းတစ်လုံးဝယ်ရုံနဲ့ကျွန်တော် A1 mobile ရဲ့မိုးရာသီ promotion မှာဖုန်းအသစ်ပါကင် power bank earbud နဲ့ဖုန်းပေလက်ဆောင်ဘလာမပါ cafe မိတ်စီစဉ်မျိုးတွေလည်းရှိနေလို့ကျွန်တော် A1 mobile ကိုအမြန်ဆုံးလာရောက်ဝယ်ယူအားပေးလိုက်တော့နော်